ရလေချမ်းသာတဲ့သူရဲ့အပြစ်ကိုအမှားလို့သတ်မှတ်ကြပြီးဆင်းရဲတဲ့သူရဲ့အမှားလေးကိုတော့အမှားလေးကိုလည်းအပြစ်လို့သတ်မှတ်ကြတယ်စက်တစားထုတ်တဲ့သူများရှင်ရဲ့အမိုက်တွေနဲ့စိတ်ထဲကအမုန်းတွေကိုစေးလို့ရတဲ့အမျိုးအစားလေးထုတ်ပေးပါလားနော်ဘသူနောက်ကိုမှလိုက်နေဖို့မလို့ကိုတတ်မိုးကြရဲရှင်ကိုတတ်မိုးဆိုတာကိုနဲ့ပဲအမြဲတူရှိနေတာအမုန်းမှလည်းချစ်စရာကောင်းတဲ့အချက်တစ်ချက်ရှိရဲ့ရှင်သူကအချစ်လိုမျိုးမလိမ့်တတ်ဘူးထူးဆန်းနေနော်လူတွေကခဏလေးပျော်ဖို့ရအတွက်တသက်လုံးစိတ်ဆင်းရဲခံနိုင်တယ်ဘဝဆိုတာအမေလိုဖြစ်တဲ့နာရှင်ဘသူကဘာဖြစ်နေလဲသူကမဆိုင်ဘူးလေကို့မှာရှိရလေးကသာအတော်ဆုံးပဲမဟုတ်လားစာနာလို့ရတယ်မလှည့်စားကြပါနဲ့ငါတို့ရှိုးသားပေမဲ့နှုံချတာမဟုတ်ဘူးလူတယောက်အသေးနာသွားတဲ့အခါနှလုံးသားကွဲကြည့်သွားတာမဟုတ်ဘူးနင်တယောက်တည်းအပေါ်မှာပဲရှိရဲ့တန်ရုံးစံတွေယုံကြည်မှုတွေပါပျက်စီးသွားတတ်တယ်မိတ်ဆွေတွေအမျိုးတွေကိုစမ်းသပ်ကြည့်ပြီးသွားပြီအခုတော့ကျမကြောက်တဲ့နေရာကိုပိုကြိုက်လာတယ်ရွေးချယ်စရာများတဲ့အခါတကူရဲဆိုတဲ့အရာတာကိုဘလို့မှနားလည်နိုင်မှာမဟုတ်ဘူးအခြားသူအတွက်ကြေကွဲမနေပါနဲ့ကို့အတွက်ပြုံးနိုင်ုံတော့ခြံထားပေးပါကန်းအမြဲဆိုးနေရမဟုတ်ဘူးတခါတလေကို့ဆုံးဖြတ်ချက်ကူကမှားနေတတ်တာမျိုးဘသူ့ကိုမှအရှိမပေးပါနဲ့ကို့မှာဖြစ်နေတဲ့ပြဿနာရဲ့အရင်ခံကသူ့ကြောင့်လည်းဖြစ်နေနိုင်တယ်မာနတကူရဲနဲ့အခြားကိုရှင်းနာအောင်မလုပ်မိပါစေနဲ့တစ်ချိန်ကြာရင်မင်းမာနလေးပျောက်သွားမှာဖြစ်တယ်လို့မင်းကိုယ်တိုင်လည်းရှိတော့မှာမဟုတ်ပါဘူးသူများဘဝထဲမှာကို့အတွက်နေရာသွားမရှာပါနဲ့ရုံရုံကြည်ကြည်သားနေလိုက်ပါသင်အမြဲပျော်နေနိုင်ပါလိမ့်မယ်